Excel မှာဒါလေးပေါ့နော်ဒီမှာExcel မှာဒီမှာဒီပေါ့နော် Android name လေးတွေ့ရဲ့ ID number လေးနဲ့ထည့်တာပေါ့နော်အဲ့တော့ဒီမှာရိုက်ခံတဲ့ဒီကိုတန်းဝင်သွားအောင်ပေါ့နော်အဲ့တော့ဒီမှာနေမယ်ID number ထည့်ပေါ့ ID number ထည့်မယ်ပြီးရင် name လေးတွေရိုက်မယ်ပြီးသွားပြီဆိုတာနဲ့အဲ့ဒါပေါက်ချလိုက်အဲ့တော့ဒီမှာထည့်တဲ့ဟာဒီမှန်သမျှဒီထဲမှာဝင်ဖို့အတွက်ဒီ space ကိုထည့်လိုက်အဲ့ဆိုရင်ဒီကဝင်သွားရမှာနော်အဲ့ဒီဟာပုံမျိုးဒီပုံစံမျိုးလေးလုပ်ပြပေးပါမယ်နော်ပုံစံမျိုးလေးရိုက်မယ်ရိုက်ပြီးသွားပြီဆိုတာနဲ့ဒီ set တွေကနေပြီးတော့ shade တစ်ခုယူမယ်ပြီးရင် cloud လေးတစ်ခုလုပ်ဖို့ပေါ့နော်အဲ့တော့ shade လေးတစ်ခုဆွဲလိုက်ဆွဲပြီးသွားလို့ရှိရင်အဲ့ဒီပုံမှာ right click ခေါ်မယ်အဲ့ဒီတက်နေယူမယ်ပြီးရင် smith ရိုက်လိုက်ပါရင်တို့လည်း alignment လေးပိုင်းချိန်ပေါ့နော် alignment လေးချိန်လိုက်ဒီပုံစံကြီးကို color ထည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်းရတယ်ကို shade ကြိုက်တဲ့ထဲဝင်ထည့်လိုက်ကိုကြိုက်ရလေးထည့်ပြီးသွားပြီဆိုတာနဲ့ဒီမှာ RG လေးထည့်မယ်နော်နာမည်လေးရိုက်ထည့်မယ်သူရဲ့ဆိုင်နဲ့ဟာလေးတွေရိုက်ထည့်မယ်ရိုက်ထည့်လိုက်ရိုက်ထည့်ပြီးသွားပြီဆိုတာနဲ့ဒီမှာရိုက်ပြီးသွားတာနဲ့ဘယ်လိုသွားမလဲဆိုတော့ diploma တက်တဲ့ကိုဝင်မယ်နော် diploma လေးကဒီတက်လေးမရှိခဲ့ဘူးဆိုလို့ရှိရင် file လေးကိုသွားမယ် file လေးကနေပြီးတော့ option ကိုရွေးမယ်အဲ့ဒီ option တွေကနေပြီးတော့ဒီမှာ customize review ပါရှိတယ်အဲ့ကိုသွားမယ်သွားပြီးသွားရင်ဒီ diploma တက်လေးမှာအမှန်ကြီးလေးပြုတ်နေလိမ့်မယ်အဲ့တော့အားလေးအမှန်လေးချစ်မယ်ပြီးရင် okay လို့ခေါ်လိုက်အဲ့ဆိုရင်ဒီဘာတန်းပေါ်လေးမှာတက်လာပါလိမ့်မယ်အဲ့ခါကြလို့ရှိရင်ဒီ code group ထဲမှာရှိတဲ့ record micro လေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဆိုရင် micro လေးကြာလာလိမ့်မယ်ဒါက၄ချိန်မြောက်လောက်ထားတာဖြစ်တဲ့အတွက်4လို့ပေါ်ပါစချင်းလုံးမယ်ဆိုရင်တော့ micro 1 2 3စသဖြင့်အဲ့လိုမျိုးတွေ့အမှတ်စဉ်ရီသွားအဲ့တော့ဒီ micro 4ဆိုတာလေးကိုမှတ်ထားလိုက်ပါနော်မှတ်ထားပြီးသွားလို့ခါလေးပြင် okay လေးခေါ်မယ်ခေါ်ပြီးသွားတဲ့အခါကျရင်ဒါလေးတွေကိုဒီထဲကိုထည့်ရမှာဒီဟာကိုနှိပ်ထားနဲ့ဒီမှာရေးထားတဲ့စာတွေကဒီထဲကိုဝင်ရမှာအဲ့ဒါကြောင့်ဒီဟာလေးကို row လေးတစ်ခုတိုးပေးလိုက်မယ်အဲ့တော့ right click ခေါ်ပြီးတော့ insert နဲ့ခေါ်လိုက်ခေါ်ပြီးသွားပြီဆိုတာနဲ့ဒီဟာလေးကို selection ပေးမယ်ပေးပြီး copy ပေါ့ right click copy ပြီးရင်ဒီပေါ်မှာ right click transpose နဲ့နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုတာနဲ့ဒီဘွားဟာလေးကိုဖြတ်လိုက်မယ်နော်ဒီဘွားဟာလေးကိုဖြတ်ချလိုက်ဖြတ်ချပြီးသွားလို့ခါကြလို့ရှိရင်ဒီ diploma တက်ထဲကိုသွားပြီးတော့ store recording လေးကိုနှိပ်လိုက်မယ်နော်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုတာနဲ့ဒီဟာလေးပေါ့ဒီမှာနောက်ထပ်ရေးလိုက်တဲ့ဟာတွေမှန်သမျှကိုဒါလေးကိုနှိပ်ထားနဲ့ဝင်အောင်ပေါ့အဲကြောင့်မို့ဒီ smith ပေါ်မှာ right click ခေါ်မယ်ခေါ်ပြီးသွားတဲ့အခါကြလို့ရှိရင်ဒီမှာ assign micro ဆိုတာလေးရှိပါတယ်အဲ့ဒီ assign micro လေးကိုနှိပ်လိုက်စောစောတော့မှတ်ခဲ့တာ micro 4ဖြစ်တဲ့အတွက် micro 4လေးကိုပဲတစ်ချက်ကလစ်မယ်ပြီးရင် okay လို့ခေါ်လိုက်မယ်ခေါ်ပြီးရတဲ့ဒီမှာ RG number ထည့်ရိုက်မယ်လိုက်မယ်နော်အော်ဒီမှာဒါလေးရိုက်မယ်ရိုက်ပြလို့ရှိရင်ဒါလေးတစ်ချက်နှိပ်လိုက်ဒီတဲ့အောက်ထဲကိုဝင်သွားလိမ့်မယ်အဲ့တော့ဒီမှာရိုက်လိုက်တာမှန်တယ်များသူကအကုန်လုံးဒီပေါက်ဒီ smith ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ထားနေအကုန်လုံးတန်းပြီးတော့ဝင်သွားပါလိမ့်မယ်နော်အဲ့မယ်နော်ပြီးရရင်ဒါလေးကိုနှိပ်လိုက်အဲ့ဆိုရင်ဒီထဲတဲ့အကုန်လုံးဝင်သွားပါလိမ့်မယ်နော်ဒါလေးဆက်ပြီးတော့လုပ်ကြည့်ပြီနော်